สวัสดีครับအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေ့လာသွားရမယ်သင်ခန်းစာကတော့နိုင်ခရိုးဆိုတဲ့ဒီကျွန်တော်တို့ဒုတိယနိုင်ခရိုးဆိုတဲ့အပိုင်းနှစ်ကိုကျွန်တော်တို့ပြန်ပြီးတော့ဆက်ပြီးတော့လေ့လာသွားကြရအောင်โอเคနိုင်ခရိုးဆိုတာကျွန်တော်တို့တစ်ခေါက်ပြောပြီးသားပဲနိုင်ခရိုးဆိုတာကမီးဖူချောင်းထဲမှာโอเคနော်ဒီတစ်ခေါက်ကတော့အပိုင်းနှစ်ဖြစ်ပါတယ်โอเคကျွန်တော်တို့စဟာရတွေကိုကျွန်တော်တို့သွားကြည့်ကြည့်အောင်โอเคကျွန်တော်တို့မုတ်ဖုတ်တဲ့ oven မုတ်ဖုတ်တဲ့အိုးကိုကျွန်တော်တို့ထိုင်းလိုမျိုးတောင်းပုတ်တောင်းပုတ်လို့ခေါ်ပါတယ်โอเคနော်ကျွန်တော်တို့မုတ်ဖုတ်တဲ့ဟာနော်โอเคတစ်ခေါက်ကျွန်တော်ပြန်ပြောပြမယ်ကက်မီဖူကိုကျွန်တော်တို့ထိုင်းလိုမျိုးတောင်း get တောင်း get လို့ပြောပါတယ်โอเคနော်တောင်းဆိုတာကမီးဘူးပြောတာအဲ့ဒီမှာသူရဲ့အနောက်မှာ gas လားပုံမှန်လားဆိုတာတစ်ခေါက်သူ့စလုံးတွေပါလာတယ်โอเคနော်ဟုတ်ပြီ microwave เนาะဒီမှာကျွန်တော်ပြထားပေးတဲ့ oven တွေပါလာတာเนาะ microwave အိုးတွေပေါ့เนาะဒီဆိုရင်ပူပေးတဲ့စက်ကိုဆိုရင်ထိုင်းလိုမျိုးလဲ microwave လို့ပဲခေါ်ပါတယ်โอเคเนาะဒါအပူပေးတဲ့ဆက်ဒီလိုအနွေးပေးတဲ့နွေးပေးအောင်လုပ်ပေးတဲ့ဆက်ကိုเนาะโอเคကျွန်တော်တို့လက်စထမင်းအိုးကိုကျွန်တော်ထိုင်းလိုမျိုးဘယ်လိုခေါ်လဲဆိုတော့မောဟုံခေါไฟฟ้าမောဟုံခေါไฟฟ้าဒီနှလုံးကို F အတန်ထုတ်ပေးပါเนาะထွက်ပေးပါเนาะไฟฟ้าလို့အတန်ထွက်ပါတယ်โอเคเนาะလက်စတဲ့အိုးကိုกระทะไฟฟ้ากระทะไฟฟ้าလို့ခေါ်ပါတယ်ရောင်းမကိုကျွန်တော်တို့ထိုင်းလိုမျိုးတက်လီယူလို့ခေါ်ပါတယ်တစ်ခေါက်ကျွန်တော်ပြန်ပြောပြမယ်ဒီမှာမောဟုံခေါไฟฟ้าကိုကြည့်ကြည့်အောင်မောဟုံခေါဆိုတာကဒီမှာမောဟုံခေါဆိုတာကထမင်းချက်တဲ့အိုးပြောတာไฟฟ้าဆိုတာက F အတန်ထွက်တယ်နော်ไฟฟ้าဆိုတာကလက်စမီကိုပြောတာဆိုတော့ဘာသာပြန်လိုက်မှဆိုရင်မောဟုံခေါไฟฟ้าဆိုတာကလက်စထမင်းအိုးလို့အဓိပ္ပာယ်ရတယ်โอเคနော်ဟုတ်ပြီကျွန်တော်တို့ဆက်သွားမယ်โอเคကျွန်တော်တို့ဓားကိုကျွန်တော်တို့ထိုင်းလို့ meat လို့အတန်ထွက်ပါတယ်โอเคနော်ဟုတ်ပြီဓမ္မကိုကျွန်တော်ထိုင်းလိုမျိုးဓမ္မကို meat ito လို့အတန်ထွက်ပါတယ်โอเคနော်ဟုတ်ပြီကျွန်တော်တို့စင်တုံးကိုကျွန်တော်ထိုင်းလိုမျိုးခီယံလို့အတန်ထွက်ပါတယ်โอเคနော်ခီယံလို့အတန်ထွက်ပါတယ်โอเคနော်ဟုတ်ပြီအစားချက်ပြုတ်ဒီဟင်းတွေပါချက်တာကိုကျွန်တော်ထိုင်းလိုမျိုးทำอาหารလို့ပြောပါတယ်โอเคနော်ဟုတ်ပြီမိမိကိုကိုထိုင်းလိုမျိုးအင်းလို့အတန်ထွက်ပါတယ်โอเคနော်ဟုတ်ပြီအထူးတစ်ဖြင့်တီးတန့်ကိုထိုင်းလိုမျိုးချက်ဖောလို့အတန်ထွက်ပါတယ်โอเคနော်ဓားကိုကျွန်တော်တို့ဓမ္မကိုဓားကိုကျွန်တော်တို့ meat လို့အတန်ထွက်ပါတယ်ဓမ္မကိုကျွန်တော်တို့ meat ito လို့အတန်ထွက်ပါတယ်ပြီးလို့ရှိရင်စင်တုံးကိုထိုင်းလိုမျိုးခီယံလို့ပြောပါတယ်โอเคအစားချက်ပြုတ်တာဟင်းတွေပါချက်တာကိုทำอาหารလို့ပြောပါတယ်မိမိကိုမိမိဆိုရင်အင်းလို့ပြောပါတယ်ဒါပေမဲ့သူရဲ့စာလုံးကဒီတလုံးကနောက်ထပ်
တလုံးနဲ့ပြန်ပေါင်းလို့မှပဲအဓိပ္ပာယ်ကောင်းကောင်းရှိမယ်โอเคနောက်တလုံးကတော့တီးတန့်အထူးသဖြင့်တီးတန့်ကိုကျွန်တော်တို့ထိုင်းလိုမျိုးချက်ဖောလို့အတန်ထွက်ပါတယ်โอเคเนาะဟုတ်ပြီကျွန်တော်တို့တခြားစကားပြောဝါကြတွေကိုကျွန်တော်တို့လေ့လာသွားကြရအောင်โอเคစကားပြောဝါကြထဲမှာဆိုရင်ကျွန်တော်စနေနေ့တွေမှာပဲအားပါတယ်ထိုင်းလိုမျိုးကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်ဆိုရင်ผมมีเวลาเฉพาะวันเสาร์ครับတခေါက်ပဲပြောပြမယ်ဘာသာပြန်ပြီးမယ်ကျွန်တော်စနေနေ့တွေမှာပဲအားပါတယ်ผมကျွန်တော်มีเวลาအချိန်အားပါมีเวลาဆိုတာအချိန်ရှိတယ်အားတယ်เฉพาะဆိုတာကခုနပြောတဲ့တီးတန့်တွေနေ့တွေမှာပဲဒီမှာวันเสาร์ဆိုတော့စနေနေ့တွေမှာပဲအားပါတယ်ครับဆိုတာကဟိုပေါ့ကျွန်တော်ပြောမှဆိုရင်ခမားပေါ့တစ်ခါပဲပြောပြမယ်ကျွန်တော်စနေနေ့တွေမှာပဲအားပါတယ်ผมมีเวลาเฉพาะวันเสาร์ครับผมมีเวลาကျွန်တော်အချိန်ကျွန်တော်အားပါတယ်เฉพาะဆိုတာကအဲ့ဒီနေ့တစ်နေ့တီးတန့်วันเสาร์ဆိုတာကစနေနေ့တွေမှာပဲကျွန်တော်အားပါတယ်လို့အဓိပ္ပာယ်ရပါတယ်โอเคနောက်တစ်ခုပြန်သွားမယ်ခမည်းကိုယ်တိုင်ဟင်းချက်ပြုတ်စားတော့ရတာနှစ်သက်ပါတလားခမည်းကိုယ်တိုင်ဟင်းချက်ရတာကြိုက်လားလို့အဓိပ္ပာယ်ရတယ်โอเคเนาะဟုတ်ပြီခမည်းคุณชอบทำอาหารทานเองไหมครับถ้าเข้าเป็นပြောပြမယ်คุณชอบทำอาหารทานเองไหมครับခမည်းကိုယ်တိုင်เนาะคุณชอบทำอาหารคุณชอบทานอาหารဆိုရင်ခမည်းကိုယ်တိုင်ချက်ပြုတ်စားတော့ရတာทำอาหารทานเองไหมครับနှစ်သက်ပါတလားခင်ဗျာကိုယ်တိုင်ချက်ပြုတ်ทานเองဆိုတာကဒီမှာทานเองဆိုတာကဒီทานเองဆိုတာကကိုယ်တိုင်ချက်ပြုတ်စားတော့ရတာကိုပြောတာคุณဆိုတာကခင်ဗျာชอบทำอาหารရဲ့အဓိပ္ပာယ်ကချက်ပြုတ်ရတာทานเองရဲ့အဓိပ္ပာယ်ကစားရတာเนาะชอบဆိုတာကနှစ်သက်ပါတလားครับไหมครับဆိုတာကခမညာโอเคเนาะဟုတ်ပြီကျွန်တော်ဆက်သွားမယ်သူမကချက်ပြုတ်တာတော်တယ်သူမကချက်ပြုတ်တာတော်တယ်ထိုင်းလိုမျိုးเธอทำอาหารเก่งนะเธอทำอาหารเก่งนะแต่เข้าไปပြောပြမယ်เธอဆိုတာကသူမကเธอทำอาหารဆိုတာကချက်ပြုတ်ရတာเก่งนะရေးပဲကတော်တယ်เก่งဆိုတာကတော်တယ်โอเคเนาะเธอทำอาหารเก่งนะရေးပဲကသူမကချက်ပြုတ်တာအရန်တော်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်โอเคเนาะနံပါတ်4ကိုသွားမယ်သူကဟင်းရတွေကိုပုံမှန်ချက်ပြုတ်တယ်ဟင်းတွေကိုပုံမှန်ချက်ပြုတ်တယ်သူဆိုရင်သူကခေါเธอဆိုတာကသူမทำอาหารเองကိုယ်တိုင်ချက်ပြုတ်ရတာပုံမှန်ကိုယ်တိုင်ချက်ပြုတ်ရတာเป็นประจำဆိုတာကပုံမှန်ချက်ပြုတ်တာทำอาหารเองရဲ့အဓိပ္ပာယ်ကကိုယ်တိုင်โอเคเนาะဒီလိုမျိုးသွားမှာเนาะเขาทำอาหารเองเป็นประจำเขาဆိုတာကသူทำอาหารเองကိုယ်တိုင်ဟင်းရတွေကိုเป็นประจำပုံမှန်ချက်ပြုတ်တယ်ခါပဲပြောပြမယ်သူကကိုယ်တိုင်ဟင်းရတွေကိုပုံမှန်ချက်ပြုတ်တယ်ကိုထိုင်းလိုမျိုးเขา
ทำอาหารเองเป็นประจำเป็นประจำရဲ့အဓိပ္ပာယ်က oh sorry เป็นประจำရဲ့အဓိပ္ပာယ်ကပုံမှန်ချက်ပြုတ်တာโอเคเนาะทำอาหารဆိုတာဒီမှာချက်ပြုတ်ပါเนาะประจำဆိုတာကပုံမှန်เนาะသူကทำอาหารเองဆိုတာကပုံမှန်ချက်ပြုတ်တာทำอาหารเองလို့ကကိုယ်တိုင်ချက်တာเป็นประจำကပုံမှန်โอเคเนาะเขาทำอาหารเองဆိုတော့ကသူကိုယ်တိုင်ဟင်းချက်เป็นประจำရဲ့အဓိပ္ပာယ်ကပုံမှန်โอเคเนาะဟုတ်ပြီကျွန်တော်ဆက်သွားမယ်နံပါတ်5ကျွန်တော်ကြည့်ကြည့်မယ်ကျမရဲ့မိဖို့ကြောင့်ထိုင်းလိုမျိုးဘယ်လိုပြောမလဲဆိုတော့ห้องครัวของฉันห้องครัวของฉันห้องครัวဆိုတာကမိဖို့ကြောင့်ထိုင်းလိုပြောမစင်မိဖို့ကြောင့်ของฉันဆိုတာကကျမရဲ့ဒီဘယ်လိုလေ့လိုက်တယ်ပေါ့ห้องครัวของฉันဆိုရင်ကျမရဲ့မိဖို့ကြောင့်လို့ဒီဘက်ကိုလေ့လိုက်တယ်အဓိပ္ပာယ်ရပါတယ်โอเคเนาะဟုတ်ပြီနံပါတ်6ကိုတွန်းကြည့်မယ်ห้องครัวဆိုတာကမိဖို့ကြောင့်ของฉันဆိုတာကကျမရဲ့မိဖို့ကြောင့်โอเคအပြင်မှာထမင်းထွက်စားဒီအပြင်မှာထမင်းထွက်စားတယ်ဟိုကျွန်တော်တို့ไปกินข้าวนอกบ้านไปกินข้าวထမင်းသွားစားนอกบ้านဆိုတာကအပြင်ဘက်အပြင်မှာတစ်ခါပြန်ပြောပြမယ်အပြင်မှာထမင်းသွားစားကြမယ်အပြင်မှာထမင်းသွားစားဒီကိုไปกินข้าวนอกบ้านဆိုတာကအပြင်โอเคเนาะဟုတ်ပြီကျွန်တော်တို့ဆက်သွားမယ်အများကြီးရှိသေးတယ်ခွန်8လောက်ရှိသေးတယ်เนาะဟုတ်ပြီအားလရက်တွေမှာကိုယ်တိုင်ချက်ပြုတ်ပါတယ်ခင်ဗျာအားလရက်တွေမှာโอเคထိုင်လို့ဘယ်လိုပြောလဲဆိုတော့အားလရက်တွေမှာ one jude ทำอาหารเองครับတစ်ခါပြန်ပြောပြမယ် one jude အားလရက်တွေမှာทำอาหารเองครับကိုယ်တိုင်ချက်ပြုတ်ပါတယ်ครับခင်ဗျာတဲ့ပဲဒီကောင်ဒီလိုမသွားတော့ဘူးတဲ့ပဲသွားတယ်တစ်ခါပြန်ပြောပြမယ်အားလရက်တွေမှာကိုယ်တိုင်ချက်ပြုတ်ပါတယ်ခင်ဗျာ one jude ทำอาหารเองครับတဲ့ပဲအားလရက်တွေမှာကိုယ်တိုင်ချက်ပြုတ်ပါတယ်ခင်ဗျာทำอาหารเองโอเคเนาะနံပါတ်8ကိုသွားမယ်ခင်ဗျာရဲ့မိဖို့ကြောင့်ကအရန်တန့်ရှင်းတာပဲတန့်ရှင်းနေတာပဲထိုင်းလိုမျိုးห้องครัวของคุณสะอาดจังတစ်ခေါက်ပြန်ပြောပြမယ်ห้องครัวของคุณခင်ဗျာရဲ့မိဖို့ကြောင့်တဲ့ပဲเนาะสะอาดจังအရန်တန့်ရှင်းတာပဲဟိုဘက်ဒီဘက်မဟုတ်ဘူးเนาะတဲ့ပဲဒီနှစ်ပေါင်း98ကလုံးဝတဲ့ပဲမြန်မာလိုမျိုးတစ်ခေါက်ပြန်ပြမယ်နံပါတ်8ခင်ဗျာရဲ့မိဖို့ကြောင့်ကအရန်တန့်ရှင်းတာပဲห้องครัวของคุณခင်ဗျာရဲ့မိဖို့ကြောင့်สะอาดจังအရန်တန့်ရှင်းတာပဲจังဆိုတာကဘဲလို့အတိုင်းဖတ်ရအဓိပ္ပာယ်ရတယ်ဟုတ်ပြီအရန်တန့်ရှင်းတာပဲနော်สะอาดจังเลยအဲ့လိုမျိုးပြောတာโอเคနော်ဟုတ်ပြီကျွန်တော်ဆက်သွားမယ်ဒီစကားပြောစကားပြန်နေစကားပြောအပြန်အလှန်ပြောတာကိုကျွန်တော်တွက်ကြည့်ကြည့်အောင်โอเคကျွန်တော်ကြည့်ကြည့်အောင်A ကဘာပြောလဲဆိုတော့ခမည်းရဲ့မိဖို့ကြောင့်တဲမှာဘာတွေရှိလဲခမည်းในห้องครัวของคุณมีอะไรบ้างครับโอเคဒါလည်းတဲ့ပဲโอเคเนาะเข้าထိုင်းလူမျိုးในห้องครัวของคุณခမည်းရဲ့မိဖို့ကြောင့်တဲမှာมีอะไรบ้างครับဘာတွေရှိလဲခမညာဘာတွေရှိလဲခမညာတဲ့ပဲโอเคเนาะในห้องครัวของคุณဆိုတာကခမညာရဲ့မိဖို့ကြောင့်มีอะไรบ้างရဲ့ဒီပဲကဘာတွေရှိလဲโอเค B ကဘာပြောလဲဆိုကြည့်ကြည့်အောင်ในห้องครัวของฉันมีเตาอบเตาแก๊ส
หม้อหุงข้าวไฟฟ้ากระทะและอื่นๆမြန်မာလိုကျွန်တော်ပြောမယ်ในห้องครัวของฉันကျမရဲ့မိဖို့ကြောင့်မှာမီးရှိဒီဟိုအနောက်မှာရှိမယ်နော် verb ကဟိုအနောက်မှာရှိတော့မီးရှိတယ်တောက်အုပ်မီးဖို့တောက်แก๊สแก๊สမီးဖို့หม้อหุงข้าวไฟฟ้าလက်စစ်သမင်အိုးกระทะเดအိုးและอื่นๆနဲ့အခြားအရာတွေလည်းရှိပါတယ်ခင်ဗျာရှိပါတယ်โอเคနော်မီးဆိုတာဒီမှာ verb တလုံးထိုင်းကျွန်တော်မြန်မာမှာ verb ကကျွန်တော်ဟိုအနောက်မှာရှိတယ်နော်ဒီမှာရှိတယ်နော်အနောက်မှာရှိတယ်โอเคနော်ဘာသာအကုန်လုံးပြန်သွားလိုက်ပြီးရင် verb ကိုအနောက်မှာထားလိုက်လို့ရှိရင်ရပြီတစ်ခေါက်ကျွန်တော်ပြန်ပြောပြမယ်ในห้องครัวของฉันကျမရဲ့မိဖို့ဆောင်ထဲမှာမီးရှိပါတယ်တောက်အုပ်လက်စစ်မီးဘူးတောက်แก๊สမီးဘူးหม้อหุงข้าวไฟฟ้าလက်စစ်မီးဘူးกระทะเดอูและอื่นๆနဲ့အခြားအရာอื่นๆဆိုတာကအခြားအရာอื่นๆတွေလည်းရှိပါတယ်โอเคเนาะထိုင်းမှာဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပုတ်ထီးတွေကျွန်တော်တို့ထိုင်းမှာပုတ်ထီးတွေမရှိဘူးသူကဘာလုပ်လိုက်လဲဆိုတော့ space ဒီမှာနေရာတစ်ခုခြားပေးလိုက်တယ်နေရာတစ်ခုနောင်းဒီလိုမျိုးစာလုံးတွေမှာအဓိပ္ပာယ်ရှိစာလုံးတွေကိုနေရာတစ်ခုခြားပေးလိုက်တယ်ကျွန်တော်မြန်မာမှာဆိုရင်ပုတ်ထီးတွေကုတ်လိုက်တယ်ခြားပေးလိုက်တယ်โอเคနော်ဟုတ်ပြီကျွန်တော်ဆက်သွားမယ် A ပြီးတော့ B ပြောတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ okay A ကလည်းပြန်ပြောတယ်คุณทำอาหารทานเองบ่อยไหมครับไทยลุงโยကျွန်တော်ပြန်ကြည့်မယ်คุณทำอาหารทานเองคุณทำ sorry ตัวเราไปอยู่ไหมคุณทำอาหารทานเองบ่อยไหมครับอีกก็มีလိုက်တာကိုယ်တိုင်ချက်ပြုတ်စားတော့လေ့ရှိလားခင်ဗျာတစ်ခါမှပြမယ်คุณทำอาหารခမညာကိုယ်တိုင်ทำอาหารချက်ပြုတ်တာทานเองစားတော့လေစားတော့ဒီบ่อยไหมရဲ့ဒီပေကမကြာခဏကိုပြောတာဒီမှာဆိုရင်ကျွန်တော်တို့ဘယ်မှာလုံးဆိုရင်လေရှိဒီလာခမညာบ่อยไหมครับဆိုတာကလုတ်လေရှိတလားလို့အဓိပ္ပာယ်ရပါတယ်တစ်ခါပြန်ပြောပြမယ်คุณทำอาหารเองบ่อยไหมครับไทยเอกมีလိုက်တာခမညာကိုယ်တိုင်ချက်ပြုတ်စားတော့လေရှိလားခမညာဒီကပြန်ပြောတယ်ไม่บ่อยค่ะจะทำอาหารทานเองเฉพาะวันเสาร์อาทิตย์ค่ะตะเข้าเปลี่ยนပြမယ်ไม่บ่อยค่ะတိတ်ပြီးတော့တဲ့ไม่บ่อยဆိုတာကခုနက boy ဆိုတာကလှုပ်လေလှုပ်ထရှိတယ်ไม่บ่อยဆိုတာတိတ်လှုပ်လေလှုပ်ထမရှိဘူးจะทำอาหารเองဆိုတာကကိုယ်တိုင်ချက်ပြုတ်တယ်เฉพาะတီးတဲ့ခုနကပြောတဲ့ one เสาร์วันอาทิตย์ค่ะแต่เข้าเป็นตัวပြမယ်ไม่บ่อยค่ะရေးဒီပေကမကြာခဏတော့မချက်ဖြစ်ပါဘူးအဲ့လိုပုံစံเนาะจะทำอาหารเองကိုယ်တိုင်ချက်ပြုတ်ပါတယ်เฉพาะสนีနေ့วันเสาร์อาทิตย์ค่ะเฉพาะဆိုတာစနေနေ့တနင်္ဂနွေနေ့တွေမှသာကျမကကိုယ်တိုင်ချက်ပြုတ်ပါတယ်နောက်တစ်ခါပြန်ပြောပြမယ်ไม่บ่อยค่ะဆိုတာကခဏမချက်ပြုတ်ပါဘူးจะทำอาหารเองကိုယ်တိုင်ချက်ပြုတ်တယ်เฉพาะဆိုတာကเฉพาะวันเสาร์နဲ့อาทิตย์ခိုင်တယ်ပဲကစနေတနင်္ဂနွေနေ့မှာဒါကျမကိုယ်တိုင်ချက်တယ်လို့ပြောပါတယ်ไม่บ่อยค่ะเนาะ boy ဆိုရင်ခဏပဲเนาะ boy မိုင်းဆိုတာခဏလား very often ပေါ့နော် boy ไม่ boy ค่ะဆိုတာကno ပေါ့နော်မဟုတ်ဘူးမကြာခဏမချက်ပါဘူးလို့အဓိပ္ပာယ်ရတယ်โอเคเนาะကျွန်တော်ဆက်သွားမယ်
ထိုင်းစကားပြောပါကြနေကိုလေ့လာတွားကြရတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်ဒီလောက်ပဲထားမယ်ကျွန်တော်တို့ဘာတွေလေ့လာတွားရလဲဆိုတော့ကျွန်တော်တို့မုတ်ဖုတ်တဲ့ဖို့ကိုကျွန်တော်တို့တောင်းအုပ်လို့ကျွန်တော်တို့ခေါ်တယ် get me ဖို့ကိုကျွန်တော်တို့တောင်း get လို့ခေါ်ပါတယ် microwave ကိုတော့ microwave လို့ပဲခေါ်တယ်လက်စစ်သမင်းဦးကိုတော့မုံခေါက်ဖိုင်ဖာလို့ပြောပါတယ်လက်စစ်တဲ့ဦးကိုကလထားဖိုင်ဖာနောက်မှကိုတက်လီဦးလို့ခေါ်ပါတယ်โอเคเนาะဒီအဲ့ဒီစာလုံးတွေကိုကျွန်တော်တင်သွားရတယ်ပြီးရင်ဒီမှာဓာကို meat လို့ခေါ်ပါတယ်ဓမ္မကို meat ito လို့ခေါ်ပါတယ်ခီယံကိုကျွန်တော်တို့ဒီစင့်တုံးကိုကျွန်တော်ခီယံလို့ခေါ်ပါတယ်အစားအစာချက်ပြုတ်တာကိုကျွန်တော်တို့ tham အာဟန်လို့ပြောပါတယ်မိမိကိုအင်းလို့ပြောပါတယ်နောက်တစ်လုံးနဲ့ပြန်ပေါင်းမယ်เนาะပြီးရင်တီးတန့်ကိုကျွန်တော်တို့ချက်ဖောလို့ပြောပါတယ်โอเคเนาะဟုတ်ပြီဒီနေ့ဒီလောက်ပဲလာမယ့်သင်ခန်းစာကြလို့ရှိရင်ကျွန်တော်တို့ပြန်ဆုံတွေ့ကြအောင်အားလုံးကိုကျေးဇူးတင်ပါတယ်สวัสดีครับขอบคุณครับบ๊ายบาย